လူပြန်ဝင်စားမင်းတို့မင်းတရားကြီးဟာ10ရက်17လ2025ရက်နေ့မှာမန္တလေးမြို့ပြန်လည်ရောက်ရှိခဲ့ပါတယ်မန္တလေးမြို့ကြီးနှင့်အတူမြို့သူမြို့သားများကိုမဟာကရုဏာမေတ္တာကရုဏာကြီးမားစွာဖြင့်ထက်ပုဂ္ဂိုလ်များ၏ညွှန်ကြားမှုနှင့်အတူ17ရက်17လ2025ဇောင်းမုံလာပြည့်ကျော်9ရက်17နာရီတိတိအချိန်မှာသူတည်ထောင်ခဲ့တဲ့ကြောက်တော်ကြီးဖျားကိုရောက်ရှိဒိဋ္ဌံဝင်ခဲ့ပါတယ်မင်းတို့မင်းတရားကြီးဟာကြောက်တော်ကြီးဖျားမှာတရားထိုင်ခြင်းပဋိစိတ်ရှင်ဆူတောင်းခြင်းမေတ္တာပို့မျှဝေခြင်းများကိုပြုလုပ်ခဲ့ပါတယ်ထိုကဲ့သို့မင်းတို့မင်းတရားကြီးမေတ္တာပို့အမျှဝေလိုက်သည်နှင့်တပြိုင်နက်တည်းကြောက်တော်ကြီးဖျားဝင်းတစ်ခုလုံးသာဓုခေါ်တန်းနေဟာပဲ့တင်ထမ်းမြောက်စัจ java လာအနှံ့ပြန့်နှံ့နေပါတော့တယ်ဘောဓိစုပန်မင်းတို့မင်းတရားကြီးသုရုဝံသူတော်ကောင်းတို့မြည်ပြီးရောက်ရှိသောဘဝရောက်ရှိသောအရှိန်ရရှိသောခန္ဓာနှင့်အတူခုနှစ်ရဲ့သားသမီးများအပေါ်တော်များပေါ်ကိုကယ်မလိုတဲ့ကယ်တင်လိုတဲ့စိတ်တဏ္ဍာဟာနိဗ္ဗာန်ကိုမရောက်မရှင်မေတ္တာသက်ဝင်ကပါရမီအထက်ထက်ဖြည့်ဆည်းကျင့်ကြံအားထုတ်ခဲ့ကြပါလေမြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်တွေထဲမှာမြတ်ဗုဒ္ဓ၏ပါရမီဖြည့်ပုံတွေသိရမြင်ရကြားရသူတိုင်းနားကြားရသူတိုင်းနှလုံးပီတိဖြစ်စေခဲ့ပါတယ်မင်းတို့မင်းတရားကြီးလူဝင်စားနဲ့အတူကျွန်တော်ကိုယ်တိုင်ပါဝင်ပါရမီဖြည့်ခဲ့ရလို့အမတန်မှဝမ်းသာကြည်နူးပီတိဖြစ်ခဲ့ရပါတယ်